အားလုံးပဲမင်္ဂလာပါရှင်ဆွေဆိုမြန်မာ channel မှာကြိုဆိုပါရစေတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့တိုက်ကသပင်ညက်တာကိုမကြိုက်တဲ့အကြောင်းပဲဖြစ်ပါတယ်တိုင်နှမ်းများစွာရှိတဲ့တဲကစိုင်းတက်တဲ့အရာတွေမတူသလိုလာရတဲ့ပုံတရံချင်းဖုံးကန်ခြင်းလည်းမတူပါဘူးတိုက်ကဘာလို့သပင်ညက်တာမကြိုက်တာလဲဆိုရင်ဖုံးကန်ကသပင်မှာပါတိုက်ကစောက်ရှောက်ချိတ်ဆက်ရတဲ့တိုက်ကြိုးကလည်းဥကောင်းဆန်စားမှတည်ရှိနေလို့ပါတကယ်လို့သပင်ညှက်လိုက်ရင်အသက်ထက်အားနေခြင်းကျန်းမာရေးချူကြခြင်းကန်နှိတ်ခြင်းတွေလည်းဖြစ်တတ်ပါတယ်တိုက်ကအစိမ်းအောင်ပဲဝတ်တာမဟုတ်ပါဘူးတိုက်ပုံအစုဝေးတစ်ခုနဲ့တစ်ခုကဝတ်စားစင်ရင်ပုံချင်းမတူညီကြပါဘူးအယောင်ဆင်းလဲကွဲပြားပါတယ်တိုက်တိုင်းလဲအစိမ်းမဝတ်ပါဘူးပါလာသောဝတ်စားနဲ့အယောင်သွေးဆင်မြန်းမှုတွေလည်းရှိပါတယ်။တိုက်ကလာပြီးဘာလို့အချစ်ရေးအိမ်အောင်ရေးကံမကောင်းတာလဲဆိုရင်တော့ကိုယ့်ဘော်မကောင်းတဲ့သူမှုလို့ပါ။တိုက်ကမန်နဲ့အတ္တကြီးတဲ့သူတွေပါ။သူတို့လောက်မှမချစ်ပေးဂရုမစိုက်ပေးနိုင်ရင်လက်ပြရှင်နာမှာမထားကျင်တတ်ကြပါဘူး။ဒါပေမဲ့အတိတ်ကရေစက်ထုံတွေပါလာလို့စုံကြကြုံကြရင်လည်းအမျိုးမျိုးနှောက်ယှက်တတ်ပါတယ်။နားဆင်သူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်အားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပါစေပူတရာရကြများကိုအဆက်မပြတ်တင်ဆက်မှာဖြစ်တဲ့အတွက် channel ကို subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုပါရစေ notification လည်းနှိပ်ပေးဖို့တောင်းဆိုပါရစေကျေးဇူးတင်ပါတယ်ရှင်